တာပါရှင်ဒီချက်စင်ပေးကကျေးဇူးပါတယ်ရှင်ဒီချက်တို့ဒီနေ့ word form မေးခွန်းလေး၃ချောင်းကိုအတူတူလေ့လာကြည့်ရအောင် word form ကိုဒီချက်တို့လောက်တော့မယ်ဆိုရင် word form မှာသိရမှာ verb form ရဲ့ပြီးတော့ noun form ရဲ့ပြီးတော့ adjective form ရဲ့ပြီးတော့ adverb form ရဲ့ဆိုပြီးတော့ဒီလေးမျိုးအားလုံးသိရမယ်ကဲဒါဆိုရင် verb form ဘယ်နှမျိုးလဲ10မျိုးရှိရဲ့ noun form လည်း10မျိုးရှိတယ် adjective form လည်း10မျိုးပဲချက်ပြီးတော့ adverb form ကို6မျိုးပဲချက်လိုက်ရင်အဆင်ပြေလို့ဒီချက်ကပြောချင်တယ်ကဲဒါဆိုရင်ဒီချက်တို့တွေကဲနံပါတ်1ကိုလေ့လာကြည့်ရအောင် when it is rainy and blank today ကဲဒါဆိုရင်ပြီးနောက်မှာဒါ conjunction လို့ခေါ်ရနော်ကဲ conjunction ကိုကြည့်မယ်ကဲဒါဆိုပြီးနောက်မှာဗာလိုက်လေ adjective လိုက်တယ်လို့ခေါ်တယ်ပြီး ms hour ဆိုရင်နောက်မှာ adjective လိုက်တယ်ဒီမှာ adjective ဆို conjunction ရဲ့နောက်မှာလည်းမှာ adjective လိုက်တယ်ဒီမှာ adjective လိုက်လို့ဒီမှာလည်း adjective wind win ရဲ့ adjective က windy windy လို့ခေါ်တယ်ဒီချက်ရေသူ့ရဲ့ adjective ဒီချက်လို့မသိဘူးကျမတို့ခလေးကသိမသိဘူးဆိုတာလေ့ကျင့်မှုနည်းလို့မေးကွန်းကင်တာနည်းလို့ကျောင်းကပေးတဲ့ဆမပွဲစာဒါမေးတာပဲချက်ထားလို့ခလေးမရလားဒါကြောင့်မလို့ word form မေးကွန်းပုတ်စာတွေများများလေးလေ့ကျင့်ပေးပါလို့ဒီချက်ကအကြံပေးခြင်းနဲ့ဒါဆိုရင်တော့အများကြီးချက်စရာမလိုပဲနဲ့တော်တော်များများသိသွားလိမ့်မယ်လေ့ကျင့်နဲ့မှတ်မိသွားမှာဖြစ်ပါတယ် Okay ကြည့်ရအောင် storm the weather in New Delhi is blankကဲဒါဆိုပြီးနောက်မှာပါလေ adjective လိုက်တာဗောဒီချက်ပြောလေပြီးနောက်မှာ adjective လိုက်တယ်ဆို storm ရဲ့ adjective ကပါလေ stormy stormy ဗော stormy okay ဒါဆိုရင်သူကမှုန်တိုင်းထန်နေလို့သူကပြောချင်တယ်ကဲ cool the weather's like is spring is rainy and blank isပြီးနောက်မှာဒီမှာ adjective ဒီမှာလည်းဘာပါလဲ conjunction ပါလေဒီမှာ adjective ဆိုဒီမှာလည်းပါလေ adjective ခုရဲ့ adjective ကပါလေ cool ခုပဲဗောဒီချက်မှုလို့ဒါတွေသိတာလားမဟုတ်ဘူးအဓိကပြောချင်တာလေ့ကျင့်မှုနဲ့သက်ဆိုင်နေများလေ့ကျင့်လေများရလေဒါပေမဲ့ကလေးတွေကိုကဒီတင်တော့မယ်ဆိုရင်ကိုယ်တိုင်သေချာလေ့ကျင့်ထားဖို့ဒီချက်ကအကြံပေးခြင်းနဲ့ဒီချက်ကိုယ်တိုင်ရလဲပေါ့နော်သေချာအချိန်ချင်းလေ့ကျင့်ထားရတယ်အချိန်ချင်းလေ့ကျင့်ပြီးမှဒီချက်ဒီရပေါ့နော်ဒီက formula လေးချက်ထုတ်ပေးတယ်ပြီးတော့လွယ်ကူရိုးရှင်းအောင်ချက်စာအုပ်လေးထုတ်ပေးထားတယ်ပြီးတော့ချက်စာအုပ်လေးရတာ A4 size ပါအချော်စားပြီးတော့အနောက်မှာလည်း answer key ရေကုန်ပါတော့လေးလာတာလွယ်ကူမှာအဆင်ပြေလိုက်မယ်ပြီးတော့စာကြောင်းတစ်ထောင်ကျော်လဲပါတယ်ပြီးတော့ဘာကြောင့်ဘာဖြစ်တာလဲဆိုရဲအကြောင်းအရာလဲထည့်ပေးထားတယ်ဒီလိုမျိုး Telegram လေး video file လေးနဲ့ပေါ့နော် Telegram လေးမျိုးအများကြီးတဲ့တစ်ချက်သိန်းနဲ့ Telegram လေးကိုအခါမဲ့ပေးထားပါတယ်ဒါဆိုတော့လေးလာတာဒီပေါ့နော်လွယ်ကူမှသိကြပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်Okay ဒါတစ်ချက်တော့နောက်ထပ် video file မှာထပ်ပြီးတော့ verb form နဲ့ word form တွေအကြောင်းကိုလေ့လာကြည့်အောင်ရှင်